ယခုအစီအစဉ်ကိုကြည့်ရှုနေကြတော့မိဘပြည်သူမောင်နှမများအားလုံးမင်္ဂလာပါရှင်။ကျမကတော့စထပန်နာလီမြစ်တဲ့မြောင်မြရုံးခွက်မှာတာဝန်ထမ်းဆောင်နေတဲ့မင်းထက်မုံပဲဖြစ်ပါတယ်ရှင်။ယခုမြောင်မြရုံးခွက်ရဲ့အသင်းသားတဦးဖြစ်သူဒေါက်တာမာဆိုရဲ့လုပ်ငန်းကိုကျမနဲ့အတူလိုက်လံကြည့်ရှုပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ခမန်းနဲ့ကိုမင်္ဂလာပါရှင်။ မင်္ဂလာပါ ကျမကတော့စထပန်နာမြောင်မြရုံးခွက်မှာတာဝန်ထမ်းဆောင်နေတဲ့မင်းထက်မုံပဲဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့အမနဲ့အကိုအကြောင်းလေးကိုမိတ်ဆက်ပေးပါဦးရှင်။ ကိုကတော့မြောက်မြို့နယ်6လေးကြီးပါမှာအောင်သူလူဆန်ဆက်ကိုလုပ်ငန်းလုပ်ကိုင်နေတဲ့လုပ်ငန်းပိုင်ရှင်ဥထုံးဝင်ဖြစ်တယ်ညီမလေး မနမေတတမဆိုဖြစ်ပါတယ် စထပနာဘယ်လိုစတင်သိရှိခဲ့ပြီးဘာကြောင့်စထပနာနဲ့လက်တွဲဖြစ်ခဲ့ရဲဆိုတာလေးကိုပြောပြပေးပါဦးရှင် ။2019လောက်တည်းကညီမစတာပနာအတင်းရုံးအဖွဲ့အစည်းတွေကဒီကျင်းရွာကိုဆင်းပြီးတော့ဒီဟိုသာရွာကို promotion ဆင်းတဲ့အချိန်မှာသူတို့အဖွဲ့နဲ့စပြီးတော့သိပြီးတော့အဲ့ရနေဝိုင်းအဖွဲ့အစည်းနဲ့ဝိုင်းချုပ်ပုံစံမျိုးနဲ့အတင်းအဖွဲ့အစည်းနဲ့လက်တွဲဖြစ်တယ်2019လောက်ကနေစပြီးအခုဒီကြားထဲမှာဒီနှစ်ကနေစပြီးတော့ပေါ့အခုဒါဟိုစားကိုပိုင်းစီးပွားရေးဒီတဲ့တူတယောက်ချင်းအနေနဲ့လက်တွဲတယ်အခု ချင်းဝတ်တော်ယခုအချိန်နဲ့ဆိုဘယ်နှချိန်ရှိပြီလဲရှင် ငါးဦးနဲ့ဝိုင်းကျုပ်အနေနဲ့ထုတ်တာကဲနှစ်နှစ်လောက်ကဲအခုကျန်ခဲ့တဲ့နှစ်ကရဲဆိုတော့အကုန်လုံးဆိုရင်တော့9ချိန်လောက်ရှိပြီ လက်ရှိချင်းဝတ်ဘယ်လောက်ထုတ်ထားလဲရှင် လက်ရှိချင်းပြီး300ထုတ်ထားပါတယ် အခုရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးနည်းနည်းအသေးစိတ်လေးရှင်းပြပေးပါဦးရှင် ကိုကတော့ဒီမှာဆက်ရုံလက်ပတ်နေရတော့ရွာသူရွာသားများလည်းအလုပ်ပေးသလိုဝန်ထမ်းရင်ကလည်း80ဘောနော်လုပ်သား80လောက်ကိုဒါနေ့စဉ်အလုပ်ပေးနေတယ်ပေါ့ပေးနေပြီးတော့လက်ရှိဒီဆက်ရုံလက်ပတ်မှုပေါ်မှာလည်းရွာပတ်ဝန်းကျင်ရောကိုရွာရောအကုန်လုံးအဆင်ပြေအတွက်ဆက်ရုံကတော့တန်90ဆန်ဆက်ပေါ့ဒီဟာကိုအခုနေ့စဉ်လက်ပတ်နေတာပေါ့လက်ရှိဒီရွာကျိုးရကျိုးအကုန်လုံးလည်းဒီရွာသားတွေအဆင်ပြေဖို့လည်းအခုမီးဆိုရင်မီးလန်းဆိုလန်းအကိုတို့ကလည်းအကုန်လုံးလူမှုရေးလည်းအကုန်လုပ်ကင်ပေးထားတယ်ပေါ့နော်ဒီပေါ်မှာချင်းဝင်နဲ့ပတ်သက်လို့လည်းချင်းဝင်ညီမတို့ရှိရတဲ့ချင်းဝင်ကိုလည်းဒီဆက်ရုံနဲ့ပဲထည့်ပြီးတော့ဒါအကိုတို့ကအကျိုးမြတ်ရှိအောင်လက်ပတ်အချိန်မှပြန်ဆက်ဒါမျိုးတွေနဲ့တော့ကိုလက်ပတ်နေပါတယ်ဒီလုပ်ငန်းပေါ်မှာတော့နော် စထပနာချင်းဝတ်ကအကိုတို့အမတို့အတွက်ဘယ်လိုထောက်ကူဖြစ်ပါစလဲရှင် ဖြစ်ပါတယ်ညီမလေးဒီကတော့လက်ရှိဒီချင်းဝင်နဲ့ပဲဒီလုပ်ငန်းထဲမှာပေါ့သူတနိုင်တစ်ပိုင်းကိုတို့ကလက်ပတ်ပြီးတော့ပဲအခုနော်ချေးတယ်တိုးတော့လဲနောက်နှစ်လိုဟာမျိုးတွေထပ်ပြီးတော့တိုးချဲ့ပြီးတော့ချီးပေးလို့ရမယ်ဆိုရင်တော့လုပ်ငန်းတွေတွင်းတွင်းကြဲကြဲပို့လုံနိုင်မှာပေါ့ဒီလိုတော့အကိုတို့ကတော့မျှော်လင့်တာပေါ့ဟာချီးပေးလို့ရမယ်ဆိုရင်လည်းချီးပေးဖို့အပေါ်ပြင်ပြပေးပါ စထပနာလီမိတက်အတွက်စနစ်တည်အမှတ်တရစကားလေးပြောပေးပါဦးရှင် စတာဗရာမဒါစုဒီစနစ်ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်ရည်တည်ပြီးတော့လုပ်ငန်းတွေအများကြီးတစ်ချက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် ရှေ့မှာ10နှစ်လုံးအခုလိုအောင်မြင်ဖြစ်ခဲ့တယ်ဆိုတော့အကိုတို့လည်းဝမ်းသာကုန်ပြီနောက်ထပ်လာမယ့်နှစ်တွေမှာလည်းဒီလိုပဲခွဲစည်းပုံနဲ့ကောင်းအောင်အောင်နဲ့အောင်မြင်ပါစေလို့ကိုတို့ကလည်းဆုတောင်းပေးပါတယ် ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ကလည်းအကိုတို့နဲ့အမတို့လုပ်ငန်းအတွက်ဒီထက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဒီခုလိုအချိန်ပေးပြီးဖြေချပေးလို့စထပနာမိသားစုမှာလည်းအကိုနဲ့အမကိုကျေးဇူးတင်ပါတယ်ရှင် မတို့ကလည်းအခုလိုလာရောက်ပြီးမင်းမြန်ပေးတဲ့အတွက်ကြောင့်မို့စတာဗရာမီသားစုကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်